စားလို့ရတဲ့ကောဘက်တွေကိုဒီလိုလုပ်ကြပါတယ်ကျမတို့အမြဲလိုစားဖြစ်နေတဲ့မာလာရှန်ကောတွေအတင်စားဟော့ပေါ့တွေထဲမှာပါတဲ့ကောဘက်တွေကိုဓာတ်တို့ပစ္စည်းတွေပလတ်စတစ်တွေနဲ့လုပ်ထားတာမဟုတ်ပါဘူးပဲနိုးကလုပ်ထားတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်မိတ်ဆွေနားကြားမမှားပါဘူးပဲနိုးကပါဘယ်လိုလုပ်တယ်လဲဆိုရင်တော့ပဲနိုးကိုစူပွက်အောင်ကျိုးလိုက်ရင်အပေါ်ကိုမလိုက်နေတက်လာပါတယ်အဲ့ဒီမလိုက်တွေကိုဝါးတုပ်တက်လေးနဲ့ဖြစ်စီလက်တက်လေးနဲ့ဖြစ်စီဆက်ယူပြီးတော့တန်းတစ်ခုပေါ်တင်ထားလိုက်ပါတယ်ပဲနိုးမကုံမချင်းခဏခဏပွက်အောင်တင်ပြီးတော့ရသမျှမလိုက်တွေကိုအပေါ်ကနေတိုင်းလုပ်ပါတယ်ပြီးရင်တော့အပြင်ထုတ်ပြီးတော့လေတလက်ခံကအချောက်ခံပါတယ်ပဲနိုးမလိုက်ဖက်လေးတွေကောင်းကောင်းခြောက်သွားပြီဆိုရင်တော့တေချာထုတ်ပိုးပြီးတော့ရောင်းချလို့ရပါပြီပဲနို့မလိုင်6လေးတွေကိုစားတော့မယ်ဆိုရင်ရေခဏစိမ်ရပါသေးတယ်။နည်းနည်းလေးပေါ့လာပြီဆိုမှစွပ်ပြုတ်တွေထဲထည့်ပြီးစားကြတယ်လို့ကြော်ပြီးလဲစားကြပါတယ်။တလို့သမားတွေကလည်းအသားအစားထိုးဖြစ်စားကြပါသေးတယ်။ပဲနို့ရတာဆစ်ဆစ်လေးနဲ့မလို့ကလေးတွေရဲ့အကြိုက်အစားအစာတစ်ခုပဲဖြစ်ပါတယ်။မာလာရှန်ကောတွေကကောဘက်ကိုမှကြိုက်ပါတယ်ဆိုတဲ့ပရိသတ်ကြီးတို့လေကျမပြောတဲ့အနေအတိုင်းအိမ်မှာလှုပ်ကြည့်ပြီးအဝစားလိုက်ကြပါ။